ရှင်ဒီနေ့မှာတော့ညီကအလုပ်ပေးရလဲဖြစ်တာမို့လို့ဒီတော့ဘယ်မှမသွားဖြစ်ပဲနဲ့အိမ်မှာပဲအခန်းတန်ရှင်းလုပ်ပြီးတော့တနစ်တာကိုကုံဆုံးဖြစ်သွားပါတယ်အရင်ကတည်းကလည်းညီကပြည့်ရဆိုရင်တုံတန်ကိုဘယ်မှမသွားဖြစ်ဘူးပေါ့နော်မြန်မာပြည်မှာကတည်းကပြင်ကိုထွက်မယ်ဆိုရင်တော့ကိစ္စ2ခု3ခုလောက်ပေါင်းလုပ်ပြီးမှအပြင်ထွက်တာဆိုတော့လေကိစ္စမရှိရင်အပြင်ကိုထွက်လိမ့်မရှိတော့ဟဲ့အချင်းကဒီဂျပန်ထီကိုပါလာတယ်လို့ပြောရမယ်ရှင်ပြည့်ရဆိုရင်လည်းဘယ်မှမသွားဖြစ်တော့လေဒီတိုင်းပဲဘယ်မှကိုမရောက်ဖြစ်ဘူးအိမ်မှာပဲတန်ရှင်းလုပ်လိုက်မိဖို့ကြောင့်ဝင်လိုက်ချက်ပြုတ်လိုက်ပြီးသွားရင်စာကြက်လိုက်မေတို့မေတို့နဲ့ဖုန်းပြောလိုက်အားသွားရင်ရှော်စရာရှိရဲ့အဝတ်တွေသွားရှော်လိုက်နေပဲတရက်တာဘလို့ကုံလို့ကုံသွားမှတော့မသိပါဘူးရှင်ဘလို့ပဲကုမ္ပဏီကပေးထားတဲ့အဆောင်ကိုနေရပါတယ်ပဲပြောပါစီဦးကိုယ့်ရဲ့အဆောင်ကိုနေတဲ့နေရာဖြစ်တဲ့အတွက်စီးနဲ့ကန်းနဲ့တသက်ခက်ခက်လေးနေရတာလေးကိုသဘောကျပါတယ်အလုပ်တစ်ဖက်နဲ့နေ့တိုင်းနေပါတော့မရှင်းနိုင်ပေမဲ့လို့ကိုယ့်ရဲ့အလုပ်ပြန်လာတဲ့အချိန်ပိတ်ရက်အားရရက်ဒီမှာတော့အင်တန်ရှင်းကိုတေချာလေးလုပ်ဖြစ်ပါတယ်အင်တန်ရှင်းပြီးတော့ဖះကိုတောက်တော်ရီချမ်းကပ်ပါတယ်မပါမဖြစ်ကတော့ဝတ္ထုငွေပေါ့နော်အဲ့အချင်းကလည်းမြန်မာပြည်မှာတည်းကအချင်းပါနေရပေါ့နော်စွန့်ကပ်ရင်ဝတ္ထုငွေကိုလည်းထည့်ကပ်ဖြစ်ပြီးတော့မှကိုတကူကိုသုံးစရာလိုခဲ့ရင်ဖះကကိုယ့်ရဲ့မိဘလိုပဲမြတ်စွာဘုရားစီကနေပြီးတော့မှအရှင်ဘုရားတပည့်တော်မှဒီနေ့ကတော့ဟင်းချက်စရာလေးဝယ်ဖို့ဘလောက်ကိုတော့စွန့်တော်မူပါတဲ့အရှင်ဘုရားတပည့်တော်မှပို့ခဲ့ရင်လည်းပြန်ပြီးတော့ကတ်မှာပါဘုရားဆိုပြီးတော့အဲ့လိုမျိုးစွန့်ပြီးမှသုံးတာများတော့လေမသိမြတ်စွာဘုရားကိုယ့်ရဲ့မိဘလိုပဲဝတ္ထုငွေရောလှုပ်ဝဲပစ္စည်းရောတောက်တော်ရေးချမ်းရောကတ်လူပူဇော်ပြီးသွားပြီဆိုတော့ညီဖះရှိခိုးပါတယ်ဆရာတော်ဖះရဲ့ဆုံးမစကားတစ်ခုကိုကြားဘူးတယ်ဖះရှိခိုးရင်အဓိကအရေးကြီးဆုံးအဓိကအသက်ကမေတ္တာပို့အမျှဝေခြင်းပေါ့နော်မေတ္တာပို့အမျှဝေခြင်းမပါရင်ဖះရှိခိုးတယ်လို့မခေါ်ဘူးလို့ဖះရှိခိုးခြင်းမပြည့်စုံဘူးလို့မှတ်သားဖို့တာမို့လို့တေချာပေါက်ဖះရှိခိုးတိုင်းမေတ္တာပို့တာနဲ့အမျှဝေတာကိုမပါမဖြစ်ပေါ့နော်အဓိကထားပြီးတော့ရှိခိုးဖြစ်ပါတယ်ကိုတက်တလောက်မှတ်တလောက်ကားထားပြီးရွတ်တာလေရွတ်တာပေါ့နော်မြန်မာပြည်မှာရှိတော့ကတော့ပထန်းကိုအချိန်ပေးပြီးရွတ်ခဲ့ပေမဲ့လို့ဂျပန်ကိုလည်းရောက်လာရောလုပ်ငန်းခွင်တွေဝင်ပြီးညာဆိုင်တွေလည်းဆင်းတဲ့အခါကျတော့ပထန်းကိုအရင်လိုအချိန်ပေးပြီးတော့မရွတ်နိုင်တော့ဘူးပေါ့နော်24ပစ္စည်းတန်ဖို့တေကာတာတော့ဇဏတော်ပြေကာတာတော့ဘုရားကုံတော်တရားကုံတော်တန်ခါကုံတော်ဂုံတော်9ပါးကိုပဲနာနာပွားပြပြီးတော့အချင်းချင်းလေးနဲ့ပဲအမျှဝေတာတို့ခေါ်ဖြစ်တာကပုံများပါတယ်ဖះရှိခိုးရင်အကြိုက်ဆုံးကမေတ္တာပို့တဲ့အချိန်လို့ပြောရမယ်။ဘာဖြစ်လို့လဲဆိုတော့မေတ္တာကိုခြုံလိုက်ရင်လုံခြုံသွားတယ်လို့ခံစားရပြီးသူများစီကမေတ္တာကိုမရခင်ကိုကအရင်မေတ္တာကိုဥအောင်ပေးထားတာဖြစ်တဲ့အတွက်လုံခြုံနေအေးချမ်းနေပေါ့နော်။သူများကိုမေတ္တာထားဖို့ဆိုတာကကိုယ်တိုင်ကမေတ္တာသက်ရှိနေအောင်ပါလေ။ကိုယ်တိုင်မှာမေတ္တာသက်မရှိရင်သူများစီကိုပေးဖို့ဆိုတာကမဖြစ်နိုင်ဘူးပေါ့နော်။ဆိုတော့အရင်ဆုံးအေးချမ်းရတာလေကိုယ်တိုင်ပဲဖြစ်တဲ့အတွက်မေတ္တာပို့တဲ့အချိန်ကတော့အကြိုက်ဆုံးပါပဲရှင်။ညီစုတွေအများကြီးမတောင်းတတ်ပေမဲ့လို့အမြဲတောင်းနေစုတွေမှာညီကိုအလောက်ခံရခဲ့တဲ့တတိနေကောင်းချမ်းမာဖို့ညီရဲ့အဖွာအသက်ရှင်နိုင်ဖို့ညီကိုမွေးပေးခဲ့တဲ့မိဘနှစ်ပါးစိတ်ချမ်းသာကိုယ်ချမ်းမာပြီးတော့ပျော်ရွှင်ရဖို့ညီအပေါ်ကျေးဇူးရှိတဲ့ကျေးဇူးရှင်ပုဂ္ဂိုလ်တဦးတစ်ယောက်ချင်းစီတိုင်းပေါ့နော်အသိဘဝတော်ဆက်ခဲ့တဲ့ဆွေမျိုးညီကိုမောင်နှမလက်ရှိဘဝမှာတော်ဆက်နေတဲ့ဆွေမျိုးညီကိုမောင်နှမကိုယ့်အပေါ်ချစ်ခင်သူကိုယ့်အပေါ်မုန်းသူကိုယ့်အပေါ်မနာလိုတိုက်ခိုက်ကိုယ်နဲ့အကြောင်းမျိုးမျိုးကြောင့်အဆင်မပြေတဲ့သူမြန်မာပြည်မှာကြံခဲ့တဲ့ညီမွေးထားတဲ့ညီရဲ့တရိษံလေးတွေနောက်ဆုံးကိုယ်တိုင်ပေါ့နော်မပါမဖြစ်မေတ္တာပို့ဆုတောင်းဖြစ်ပါတယ်မေတ္တာပို့လို့ပြီးသွားတော့ညီအမျှဝေတာတို့ခေါ်ပါတယ်ညီအလုပ်ပေးရဲ့ vlog ကတော့ထူထူအများကြီးမရှိပေမဲ့လို့ဒီနေ့အတွက်ဗီဒီယိုကဒီမှာနေမဲ့ပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးဘေးရန်ကင်းကွာကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်